အားလုံးပဲမင်္ဂလာပါခင်ဗျာမိတ်ဆွေတို့ဘဝအတွက်အကျိုးရှိစေတဲ့အကြောင်းအရာတွေကိုအပတ်စဉ်ပုံမှန်တင်ဆက်ပေးနေတဲ့ Working Daily Note Channel ကကြိုဆိုလိုက်ပါတယ်ခင်ဗျာခုတစ်ပတ်မှာလည်းမိတ်ဆွေတို့အကျိုးရှိစေဖို့အတွက်ရည်ရွယ်ပြီးဗီဒီယိုတစ်ပုဒ်ကိုတင်ဆက်ပေးလိုက်ပါတယ်နော်ကျွန်တော်ကိုအမေကသူတရားနာပြီးနောက်တီးခဲ့တဲ့အကြောင်းအရာလေးတစ်ခုကိုပြောပြဘူးတယ်ဒီမှာတားရီအမေတရားနာရင်နဲ့မှတ်မိတဲ့အကြောင်းလေးတစ်ခုပြောပြမယ်သားသမီးဆိုတာအကျွေးတောင်းဖို့လာတဲ့သားသမီးနဲ့အကျွေးဆက်ဖို့လာတဲ့သားသမီးရဲ့ဆိုပြီးနှစ်မျိုးရှိတယ်တဲ့ဘယ်လိုမျိုးလဲဆိုတော့တချို့ဆုံးမရခဲ့တဲ့သားသမီးတွေရှိတယ်မဟုတ်လားသူတို့အတွက်နဲ့မိဘကအမျိုးမျိုးစိတ်ဆင်းရဲမှုတွေကြုံကြရတယ်အဲဒီလိုသားသမီးတွေကိုတော့မိဘထံကအကျွေးလာတောင်းတဲ့သူတွေလို့သတ်မှတ်နိုင်တယ်တဲ့နောက်တစ်မျိုးကတော့လိမ္မာရေးချလဲရှိတယ်မိဘကိုလည်းအကျိုးပြုတဲ့သားသမီးမျိုးတွေလည်းရှိတယ်မဟုတ်လားသူတို့ကိုကြတော့မိဘကိုအကျွေးဆက်ဖို့လာတဲ့သားသမီးတွေလို့သတ်မှတ်နိုင်တယ်တဲ့အဲ့ဒီစကားလေးကြားရတဲ့နောက်မှာကျွန်တော်အတွေးတွေများစွာဆက်သွားခဲ့တယ်ဒီသတ်မှတ်ချက်ဟာမိဘနဲ့သားသမီးကြားမှာလည်းမဟုတ်ပဲယနေ့ခေတ်လူအဖွဲ့အစည်းတွေအထိတက်ရောက်မှုရှိနေတယ်မဟုတ်လားကျွန်တော်တို့လူဖြစ်လာတာကပေးဆက်ဖို့အတွက်လားဒါမှမဟုတ်ရယူဖို့အတွက်လားဆိုတဲ့မေးခွန်းတွေလည်းပြန်ထုတ်မိတယ်ကျွန်တော်တို့လူအဖွဲ့အစည်းတွေကိုလူတွေကဘာအကြောင်းတွေဘာရည်ရွယ်ချက်တွေကြောင့်လာကြပြီးဘယ်လိုပုံစံနဲ့ဘာတွေပြန်ယူသွားကြမလဲဆိုတာတွေးမိတယ်။ဒါဆိုရင်ငါကရောဘာလို့ဒီလိုတွေးမိလဲဆိုရင်ကျွန်တော်တို့အားလုံးဟာလူရည်လို့သာပုံမှန်တရံရတူညီနေကြတာ။တဦးချင်းစီရဲ့လောကအပေါ်တက်ရောက်တဲ့အကျိုးတရားကအယမ်းကွာတယ်။တချို့ကကောင်းကျိုးပြုဖို့အများအကျိုးတယ်ဖို့အတွက်လူဖြစ်လာတယ်လို့ထင်ရလောက်အောင်စိတ်ထားမြင့်မြတ်ကြတယ်လို့တချို့ကြတော့လေတလောကလုံးကိုဒုက္ခပေးဖို့အတွက်လူဖြစ်လာသလားလို့တောင်ထင်ရတယ်ဒီလိုလူတွေကြတော့လူပစံရိုးတွေလို့သတ်မှတ်နိုင်တယ်မိတ်ဆွေတို့ပတ်ဝန်းကျင်မှာလည်းအဲ့ဒီလိုလူတွေအများကြီးမလွဲမသွေရှိကြတာပါပဲကျွန်တော်တို့ငယ်ငယ်ကသင်ခဲ့တဲ့ဂျေးညီနောင်ပုံမြင်တဲ့ကဂျေးနှစ်ကောင်လိုပဲကျွန်တော်တို့ကဖြူစင်တဲ့ကလေးတယောက်ရဲ့စိတ်ဓာတ်ကိုအတူတူပိုင်ဆိုင်ခဲ့ရတယ်မဟုတ်လားနောက်ကြမှာပြူးစုပြိုးထောင်တဲ့မိဘရဲ့ပုံစံရှင်သန်ကြီးပင်ဟာပတ်ဝန်းကျင်အပေါင်းအသင်းစတဲ့မတူညီတဲ့အကြောင်းအမျိုးမျိုးပေါ်မူတည်ပြီးအယောင်တွေကွဲသွားကြရတယ်။အမေပြောတဲ့စကားလေးတိုင်းပြန်ဆက်ရရင်တန်တရားတွေကမထွက်နိုင်လို့တန်တရားထဲမှာပဲလူလာပြန်ဖြစ်ရတယ်။အကျွေးဟောင်းတွေပြန်လာတောင်းရင်းနဲ့ဝေကျွေးဆိုတဲ့အကျွေးသစ်တွေထပ်တင်သွားပြန်တယ်။အဲ့ဒီတင်သွားတဲ့အကျွေးသစ်တွေပြန်ဆက်ဖို့အတွက်နောက်ဘဝသစ်တစ်ခုပြန်ဖြစ်ရပြန်တယ်။ဗုဒ္ဓဟောတဲ့တန်တရားရဲ့လည်နေခြင်းဆိုတာဒီလိုပါပဲလားလို့တွေးမိတယ်ကျွန်တော်တို့သတိထားကြည့်ပါတနေ့ဆိုတာခဏလေးပဲဒီလိုပဲလတွေနှစ်တွေဆိုတာလည်းခဏလေးဆယ်စုနှစ်ဆိုတာကလည်းခဏလေးပဲနောက်ဆုံးပြောရရင်လူရဲ့သက်တမ်းတစ်ခုဆိုတာလည်းခဏလေးပါပဲမိတ်ဆွေဒီခဏလေးမှာပဲပညာတွေရှာရအောင်မယ်စီးပွားဥစ္စာတွေရှာရအောင်မယ်အိမ်အောင်ဆိုတဲ့အတိုက်မြုံတွေတည်ဆောက်ရအောင်မယ်ဒီဆောက်ပြီးပြန်ရင်လဲမိသားစုအနာဂတ်အတွက်စတဲ့အလောက်တောင်ဝင်တွေနဲ့ပဲကျွန်တော်တို့တန်တရားတွေကလွတ်မြောက်ဖို့ကိုယ့်အတွက်အချိန်သိမ့်မပေးမိကြပြန်ဘူးလူရလို့ဖြစ်လာရင်တော့ဒီတာဝန်တွေနဲ့မလွဲမသွေကြုံကြရမှာဆိုပေမဲ့အရေးကြီးတာကအဲ့ဒီလူသားတာဝန်တွေထမ်းဆောင်ရင်းနဲ့တန်တရားအကျွေးအသစ်တွေထပ်တင်မသွားဖို့အထူးသတိထားကြရမယ်ပညာရှိတွေကအရေးကိစ္စတစ်ခုကြုံလာရင်တခဏစာရေတို့အတွက်ဆိုတာထက်ရေရှည်အကျိုးကိုကြည့်ပြီးဆုံးဖြတ်ကြတယ်လောက်ကင်ဆောင်ရွက်ကြတယ်အဲ့ဒီလိုပဲကျွန်တော်တို့တွေလည်းအထက်ကပြောခဲ့တဲ့လူသားတာဝန်တွေထမ်းဆောင်တဲ့အခါတဘဝစာထက်တန်တရားအတွက်ပါထည့်စဉ်းစားပြီးလောက်ကင်ဆောင်ရွက်ရမှာဖြစ်တယ်တဘဝဆန်တဘဝစားပုံစံမျိုးနဲ့ဝမ်းရည်ဖြည့်တာမျိုးကိုကြိုးစားရှောင်တဲ့နေကိုလုံးနေတာကမကောင်းတဲ့အလုပ်ဖြစ်နေတာသိပေမဲ့အခုခွင့်ရေးရှိတော့လုံးမယ်ကွာနောက်မှကုသိုလ်တွေလုပ်ပြီးပြန်ဆေးကြောမယ်လို့ယူမိုက်စွာမတွေးလိမ့်နဲ့မိတ်ဆွေကျွန်တော်တို့ရှေ့တင်ပဲအဖြစ်အပျက်တွေကများစွာသင်ခန်းစာရရှိခဲ့ပြီမဟုတ်လားရဲနေရင်းနဲ့သေကြရတယ်ပျော်နေရင်းနဲ့သေကြရတယ်အထက်ကပြောသလိုလူသားတာဝန်တွေထမ်းဆောင်ရင်းနဲ့သေကြရတယ်တဘဝဆိုတာတကယ်ခဏလေးပါပဲမိတ်ဆွေဘယ်ရာမှကြိုမမြင်နိုင်သလိုဘယ်ရာမှကြိုတင်မသိနိုင်ဘူးအဲ့ဒီတော့နောက်ဆိုတာလည်းမသေးကြဘူးဆိုတာမျက်မြင်ပဲမဟုတ်လားတိတပင်ကောင်ငှက်တောင်းဆိုတဲ့စကားအတိုင်းရှင်သန်နိုင်မှုကျွန်တော်တို့ကြိုးစားရမယ်ကျွန်တော်တို့ရှင်သန်ချိန်ခဏမှာတက်ကောင်းတပင်ဖြစ်ဖို့
အရေးကောင်းတစ်ခုဖြစ်ဖို့အတွက်ကြိုးစားကြရမယ်ကဲကောင်းတယ်ပင်အရေးကောင်းတစ်ခုဆိုတာကငွေကြေးဥစ္စာချမ်းသာမှုတစ်ခုကိုပဲပြောတာမဟုတ်ဘူးလူတိုင်းမှာမတူညီတဲ့နယ်ပယ်မျိုးစုံရကျွမ်းကျင်မှုကိုယ်တည်ရှိကြတာပဲအဲ့ဒီပညာရဲ့နယ်ပယ်လိုက်လူသားကောင်းကျိုးလောကကောင်းကျိုးကိုမျှဝေဆောင်ရွက်ခြင်းကိုလည်းခေါ်နိုင်တယ်ကျွန်တော်တို့ရှင်သန်ခြင်းရာတော့မှာလောကကြီးကိုအကျွေးတွေအများကြီးဆက်ခဲ့ကြတဲ့နဲ့ဘယ်တော့ပဲမှောင်မိုက်နေပါစေကိုရှိနေတဲ့အရာကလေးကိုတော့လင်းနိုင်သမျှလင်းအောင်အစွမ်းကုန်ပေးဆက်ကြရမယ်မဟုတ်လားဒီလိုအလင်းဆက်လေးတွေစူးစီးတာများလာတဲ့အခါအမောင်တွေလည်းတဖြည်းဖြည်းကွယ်ပြောက်သွားမှသိကြတယ်ကိုကအလင်းပေးခြင်းတဲ့စိတ်ကလေးရှိလာပြီဆိုတာနဲ့ကိုရှင်သန်ရတာစူးစမ်းရတာကလည်းအတိတ်ပဲပိုရှိလာတယ်လို့ခံစားလာရမှာပါပဲတခါတော့ကကျွန်တော်ရဲ့တတိပြောတာကိုအခုအချိန်ထိမှတ်မိနေတော့မယ်ဒီမှာငါညီအခုလုပ်နေတဲ့လုပ်ငန်းကိုတော့အရန်သဘောကျမိတယ်လုပ်နေရင်လည်းပျော်ရွှင်ရတယ်ကွာတခြားအသက်တွေတက်ပြီးပတ်စံရှာရတဲ့လုပ်ငန်းမျိုးလည်းမဟုတ်တော့ဘူးသဘောကျမိတယ်ဒီလိုမျိုးလောက်ကင်နေသူတွေကိုအပြစ်ပြောလို့ခြင်းမဟုတ်ပါခင်ဗျာသူကဆက်ပြောတယ်ပြီးတော့အခုအလုံးမှာအခုဝန်ထမ်း40နဲ့ကန်စတမာပေါင်းများစွာရှိတယ်အခုကအရေးအကြီးကြီးမဖြစ်နေသေးရင်တော့မှမိသားစု40ရဲ့ထမင်းအိုးတိုင်းအတွက်တော့တောင်းတနေရာကဖြည့်ဆည်းပေးနိုင်နေတာမဟုတ်လားဒါတွေမကသေးဘူးလက်တွဲဆောင်ရွက်နေတဲ့ကန်စတမာပေါင်းများစွာရဲ့အကျိုးစီးပွားအတွက်လည်းတနေရာကနေအကျိုးပြုနေနိုင်တယ်ဆိုတာတွေးမိတိုင်းရှင်းနေနေမိရဲ့တဲ့အရန်ကိုလေးစားတန်ဖိုးထားစရာစိတ်ဓာတ်ပိုင်ရှင်ပါပဲကျွန်တော်တို့လောကကြီးမှာအဲ့ဒီလိုစိတ်ဓာတ်ပိုင်ရှင်တထေးတွေနဲ့အဲ့ဒီလိုစိတ်ဓာတ်ရှိတဲ့တထေးတွေကိုအားကြအတူယူတတ်တဲ့ဝန်ထမ်းမျိုးတွေလိုအပ်နေတာဖြစ်တယ်စီးပွားတူခြင်းအားကြီးသူနိုင်ယူခြင်းဆိုပြီးကြော်ခွနေသူတွေဝန်ထမ်းချင်းချင်းနိုင်ထက်စီးနှင်းလုံနေကြသူတွေလူတယောက်ရဲ့မှားခွက်ကိုချောင်းပြီးတွန်းလဲဖို့ကြိုးစားနေသူတွေကိုကျိုးအတ္တတွေကြောင့်တခြားသူတွေရဲ့ဘဝကိုချနှင်ဖျက်ဆီးနေသူတွေဒီလိုလူတွေများနေတဲ့ပတ်ဝန်းကျင်ဟာဘယ်မှာပျော်ရွှင်ဖို့ကောင်းပါတော့မလဲဘယ်မှာလှပပါတော့မလဲမိတ်ဆွေနောက်ဆုံးအနေနဲ့မျှဝေလိုတာကတော့ဘယ်နေ့ဘယ်အချိန်ထိရှင်သန်ခွင့်ရမယ်ဆိုတာမသိတဲ့ဘဝခဏလေးအတွင်းမှာကိုကဘာအလုပ်ပဲလုပ်ရည်ရွယ်ချက်ကောင်းကိုမဖြစ်မနေထားပါကိုရှင်သန်ရာပတ်ဝန်းကျင်အတွက်အရေးကောင်းတစ်ခုဖြစ်အောင်ကြိုးစားပါဒီဘဝအတွက်စီးပွားဥစ္စာရှာရင်းနဲ့နောင်တန်တရားအတွက်အကျွေးတွေပါမသွားစေဖို့အထူးသတိထားပါမိတ်ဆွေများခင်ဗျာဟုတ်ကဲ့ဒီဗီဒီယိုကမိတ်ဆွေတို့အတွက်အတွေ့အကြုံတစ်ခုရရှိလိမ့်မယ်လို့မျှော်လင့်မိပါတယ်မိတ်ဆွေတို့နားဆင်ပြီးနှစ်တဲ့သဘောကြတယ်ဆိုရင် like and share လုပ်ခဲ့ပေးဖို့အကြံပြုပါရစေအပတ်စဉ်တင်ဆက်မှုတွေကိုနားဆင်ဖို့အတွက် channel ကိုလည်း subscribe လုပ်ခဲ့နိုင်ပါတယ်နော်ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါစို့